တက်ရမယ်ဆိုလို့ရှိရင်လုံးဝ100% free 100% tuition free တခါရဲနဲ့အောင်လုပ်ဖို့တော့ recommend ပေးခြင်းတယ်ဘာလို့လဲဆိုတော့ဒီ camp ကကျွန်တော်တို့ဘဝမှာ2ခါပဲရှောက်လို့ရတာ Hello အားလုံးပဲမင်္ဂလာပါ Sky 3 Dose ကကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးရဲ့မှာတော့ကျွန်တော်ကဒီ42 Bangkok ဆိုတဲ့ coding camp လေးတစ်ခုကိုတစ်လသွားပြီးတော့ join ဖြစ်ထားတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲကျွန်တော်ကဒီ camp လေးကနေ fail သွားပါတယ်အဲ့တော့ဒီဗီဒီယိုလေးရဲ့မှာကျွန်တော်ရဲ့ဒီတစ်လ experience လေးရဲ့ပြီးတော့ကျွန်တော်လုပ်ခဲ့မိတဲ့အမှား9ခုကို sharing လေးလုပ်ပေးသွားချင်ပါတယ်ကိုကဒါကို try မှုစဉ်းစားထားရဲဆိုလို့ရှိရင်တော့တခါရဲနဲ့အောင်လုပ်ဖို့တော့ recommend ပေးခြင်းတယ်ဘာလို့လဲဆိုတော့ဒီ camp ကကျွန်တော်တို့ဘဝမှာ2ခါပဲရှောက်လို့ရတာကျွန်တော်လူမျိုးဒါတစ်ခါကြာပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခါပဲ chance ကရတော့မှာပေါ့နော်ဒါကြောင့်မလို့ပထမဆုံးတစ်ခါမှအောင်သွားဖို့ကတော့ရည်ကြီးပါတယ်အဲ့ဆိုရင်ကိုကprogramming ကိုစိတ်ဝင်စားတယ်ဒီ camp လေးကို join ဖို့စဉ်းစားနေရဆိုလို့ရှိရင်ကျွန်တော်လူမျိုး tattoo အမားတွေမလုံးမိအောင်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်နော်အဲ့တော့42 Bangkok ဆိုတာဘာလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးချင်ပါတယ်42 Bangkok ဆိုတာကြတော့ဒီ Bangkok မှာလောက်ဖွင့်ထားတဲ့42ဆိုတဲ့ coding school ပါဘန်ကောက်မှာတခုရေးရှိရလားဆိုတော့မဟုတ်ဘူးသူကနိုင်ငံပေါင်း30နိုင်ငံမှာ campus 58ခုရှိရလို့ဖော်ပြထားတယ်အသေးစိတ်ကိုတော့ဒီ website မှာတွားပြီးတော့ကြည့်လဲရပါတယ်အဲ့တော့ကျွန်တော်သိရဆိုလို့ရှိရင်စင်ကာပူမလေးရှားဂျာမနီပဲရစ်ဒီမှာရှိရပေါ့နော်မလေးရှားမှာဆို campus 2ခုတောင်ရှိရလို့ကြားတယ်အဲ့တော့ဘန်ကောက်မှာလည်းရှိတယ်ဘန်ကောက်မှာကျတော့သူတို့က KMITN နဲ့တွဲပြီးတော့ဖွင့်ထားတာအဲ့တော့ကျွန်တော်တို့က KMITN အကြောင်းကိုတွားပြီးတော့တက်ရတယ်ပေါ့နော်အဲ့တော့တခုရှိတာကြတော့သူတို့ဒီ42 Bangkok ကိုမတက်ခင်ကျွန်တော်တို့က Pizin ဆိုတာကိုအရင်ဆုံးတက်ရတယ် Pizin ဆိုတာတော့ကျွန်တော်အခုပြောတဲ့ဒီ one man camp ပေါ့နော်အဲ့ဒါကိုသူက Pizin လို့ခေါ်တယ်ဒီတစ်လအောင်သွားပြီဆိုတဲ့အခါကျမှကျွန်တော်တို့က42 Bangkok ရဲ့အကြောင်းသားဖြစ်မှာဥပမာဆိုရင်ကျွန်တော်ကကြာသွားတယ်ဆိုတော့42 Bangkok အကြောင်းသားတော့မဖြစ်သွားတော့ဘူးပေါ့နော်အဲ့တော့ Pizin မှာကြာသွားတယ်အဲ့တော့ Pizin အောင်တဲ့လူတွေကကြတော့ဒီ42 Bangkok ကိုတက်ရမယ်ဆိုလို့ရှိရင်လုံးဝ100% free 100% tuition free tuition ကဒီကျောင်းလာကပေးကြမလို့လုံးဝ free တက်လို့ရမှာအောင်အဓိကကကြတော့ဒီ Pizin ကိုအောင်လုပ်အရင်လုပ်ရမယ်ပေါ့နော်အဲ့တော့ visa လည်းသူတို့ဘက်ကနေ provide ပေးမှာ education visa ကိုဒါသူတို့ပေးမယ်ပြီးတော့ tuition ကပေးကြမလို့ဆိုတော့ကျောင်းသားတွေအတွက်လည်းအများကြီးစင်ပြေကိုစာလုပ်ရတဲ့ပုံစံတွေကတော့တခြားကျောင်းတွေနဲ့လုံးဝကိုမတူပါဘူး42မှာကကျွန်တော်တို့သင်ပေးမယ်ဆရာဆိုပြီးတော့မရှိဘူးပြီးတော့classroom ဆိုပြီးတော့လောက်ထားမျိုးလည်းမရှိဘူးlecture ဆိုပြီးတော့လည်းမရှိပြန်ဘူးအဲ့တော့ကျွန်တော်တို့ကဘယ်လိုပုံစံမျိုးနဲ့သွားတာလဲဆိုတော့peer to peer learning system ကိုသူတို့ကအဓိကထားပြီးသွားတယ် peer to peer ဆိုတာကကြတော့ဒီတယောက်ချင်းစီပေါ့နော်တကယ်ချင်းစာပြန်ပြီးတော့ရှင်းပြပေးတာအဲ့လိုအချင်းချင်းပြန်ပြီးတော့သင်သွားတဲ့ပုံစံမျိုးနဲ့ပဲသူတို့ကအဓိကသွားအတွင်းမှာဘာတွေလုပ်ရလဲဆိုလို့ရှိရင်ဒီ Pizin ကိုမတက်ခင်ကျွန်တော်တို့က entrance test ဆိုပြီးတော့အရင်ဖြေရသေးတယ်ဒါကြတော့အိမ်ကနေ online ကနေပဲဖြေရတာဟို test လေး2ခုရှိရပေါ့နော်အဲ့တော့ test တွေကိုဖြေပြီးသွားတာ game လေးပါအဲ့တော့ဒီ game လေးတွေကိုဖြေပြီးသွားပြီဆိုလို့ရှိရင်သူတို့စီကိုဒါ introduction ဆိုပြီးတော့သွားရတယ်အဲ့ဒါပြီးတော့မှပဲဒီ Pizin ကိုစပြီးတက်ရတာပေါ့နော်အဲ့တော့ဒီ Pizin စတက်တဲ့တစ်လမှာဆိုရင်ရောက်သွားတာနဲ့သူတို့ကအဲ့လို test book ပုံစံလေးမျိုးရှိတယ်အဲ့တော့ဒါက test book လားဆိုတော့လည်းမဟုတ်ပြန်ဘူးဒီကဒါ project တွေစုပေးထားတာဒီကနေပြီးတော့ကျွန်တော်တို့ကအဲ့လိုကိုယ့်အနေကိုလောက်သွားရတာအဲ့တော့ကိုယ့်အနေကိုဒါတစ်ဖြည်းဖြည်းချင်းလောက်တယ်ပေါ့နော်လောက်သွားပြီးတော့ကျွန်တော်တို့ဒါအပတ်တိုင်းမှာစောင့်ပွဲဖြည့်ရတယ်ပထမပတ်ပြီးတဲ့အခါတောက်ကြနေမှာစောင့်ပွဲတစ်ခါဖြည့်ရတယ်ဒါအပတ်တိုင်းရဲ့တောက်ကြနေမှာပေါ့နော် first week second week third week နောက် final week မှာလည်းစောင့်ပွဲတစ်ခါဖြည့်ရတယ်ဆောင်ဝဲရဆိုလို့ရှိရင်ဒီပထမဆုံးဖြေရတဲ့ဆောင်ဝဲ3ခုက4နာရီဖြေရတာမနက်9နာရီကနေပြီးတော့4နာရီဆိုတော့နေ့လယ်1နာရီထိပေါ့နော်ဖြေရတာပြီးတော့နောက်ဆုံးဆောင်ဝဲရကြတော့8နာရီဖြေရတာမနက်9နာရီကနေပြီးတော့ညနေ9နာရီထိချိန်ပေးထားတယ်ဒီကအတော်အတွင်းမှာဖြေရတာပေါ့နော်အဲ့တော့ဆောင်ဝဲကနည်းနည်း intense ဖြစ်တယ်လို့ပြောလို့ရတယ်ဟို join ဖြစ်ခဲ့ရလဲဆိုလို့ရှိရင်ဒီ42 Singapore မှာတက်နေတဲ့တငယ်ချင်း2ယောက်ရှိတယ်သူတို့စီကနေလဲနည်းနည်းပါးလေးတော့ကြားထားတာပေါ့နော်။နောက်တော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့။ပြီးတော့အားလုံးတကြတဲ့အတိုင်းပဲကျွန်တော်ကဒီ programming background ကမဟုတ်ဘူး။ဘန်ကောက်မှာ entrepreneurship major တက်နေတာ။ဒါပေမဲ့ဒီ programming ကိုအဲ့လို commitment တစ်ခုပေးပြီးတော့ try ကြည့်ကြနေတာပေါ့နော်အခုဆိုလဲတစ်လသွားပြီးတော့တက်ရမှာဆိုတော့ဒါတစ်လ commitment ပေးရတော့မယ်အဲ့တော့entrance ဖြေလိုက်တယ်ဖြေလိုက်တော့လဲအောင်သွားတာဆိုတာ ਨੇ okay ပေါ့သွားတက်တော့ပထမဆုံးနေ့မှာတင်နည်းသိလိုက်ရတာ okay ဟာ survive ရတော့မယ်ပေါ့နော်အဲ့လိုမျိုး sense ကတော့ရလိုက်တယ်ဒါပေမဲ့ကိုကစခဲ့ပြီဆိုတော့ဒါအဆုံးထိရောဘယ်လိုမျိုးဖြစ်ဖြစ်
ပြီးအောင်တက်မယ်ဆိုပြီးတော့ဒါကိုယ့်ကို motivate ပြီးတော့အဆုံးထိပြီးအောင် join ဖြစ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ experience လေးဆိုလို့ရှိရင်ဒါကတော်တော်လေးပြင်ပန်းပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာလည်းတော်တော်လေးလည်းပျော်ဖို့ကောင်းတဲ့ experience လို့ပြောလို့ရမယ်ဘယ်လိုပြောရမလဲတစ်လသူတို့နဲ့အချိန်အတူတူလဲတော်တော်ရှိနေလိုက်တော့လေဒီတစ်လအတွင်းမှာအကုန်လုံးနဲ့အရင်ကရခင်ထားတဲ့တငယ်ချင်းတွေလိုမျိုးအဲ့လိုမျိုး feeling ရရပေါ့နော်အခုမှတည်ရပုံစံမျိုးမဟုတ်ပဲねအဲ့တော့တော်တော်လေးပင်ပန်းပေမဲ့တော်တော်လေးလဲပျော်ဖို့ကောင်းပါတယ်စာလို့ရတာတော့နည်းနည်းများတယ်ဒါပေမဲ့အကုန်လုံးနဲ့အတူလို့ရလို့လားမသိဘူးလို့ပျော်တော့ပျော်နေတာနေ့တိုင်းကလေအဲ့မျိုးကိုစင်မစားလို့ try ကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီလိုအမားမျိုးတွေမလုပ်မိအောင်လို့တစ်ခါရင်မှာချင်ပါတယ်နံပါတ်1ချက်အနေနဲ့တခြားကျောင်းတွေရှိရဆိုလို့ရှိရင်လုံးဝဒါကိုမတက်တင်သေးပါဘူးကိုကဒီတစ်ခုတည်းကိုပဲ focus နိုင်ပြီဆိုမှဒါကို join တင်ပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဟာတက်နေတဲ့အချိန်မှာလက်ရှိကျောင်းကသွားနေရတယ်ကျောင်းကဘယ်လောက်တောင်သွားရလဲဆိုတော့ဖြစ်စင်တော့အဲ့အချိန်မှာမော်ဂျူက2ခုယူထားတဲ့အချိန်ဖြစ်နေတာပြီးတော့မော်ဂျူတစ်ခုမှာ teacher assistant PA ပါလောက်ရတဲ့အချိန်ဖြစ်နေရကွယ်အဲ့တော့မနက်9:00နာရီကနေပြီးတော့ညနေ4:00နာရီထိကျောင်းတက်ရတယ်ကျောင်းတက်ရတဲ့အခါကျတော့42ကိုညနေ4:00နာရီနောက်ပိုင်းမှာသွားလို့ရတာပေါ့နော်အဲ့ဒါပေမဲ့42က24 hour ဖွင့်နေထားတယ်ဆိုတော့ကိုတိုက်တဲ့အချိန်သွားလို့ရတယ်အဲ့ဒီတစ်ခုတော့ရှိရပေါ့နော်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ညနေ4:00နာရီမှာပြီးတော့4:00နာရီကျောင်းပြရမယ်42ကိုသွားဖို့တင်ရတယ်သွားရတဲ့နေရာလေဒီ quick crime ဆိုတဲ့နေရာနေပြီးတော့အဲ့တွန်းနာဘူမီ airport ထိသွားရတယ်။ဘာလို့လဲဆိုတော့ဒီ42ဘန်ကောက်ရှိရတာ KMITN ကျောင်းနဲ့အတူတူပဲဆိုတော့ KMITN ကဒီလက်ခါဘန်ဆိုတဲ့နေရာမှာရှိရပေါ့နော်။အဲ့နေရာကိုသွားရတယ်။အဲ့သွားတာကဒီတမဟာကြီးလောက်ကြာတယ်ဒီရထားနဲ့သွားရပေါ့နော်။ခါးကြောက်ချင်တဲ့ဆိုင်နဲ့သွားတဲ့အချိန်ရှိတယ်။အဲ့ဟိုကဒီတမဟာကြီးလောက်ကြာတယ်ပေါ့နော်။အဲ့တော့ရောက်တော့ဒီ6နာရီလောက်ထိုး6နာရီထိုးညစာပိုင်းညစားပြီးတော့လုပ်လို့ရှင်သူများချက်ကိုအချင်းအပူပြရတယ်ကွယ်။ဘာလို့လဲဆိုတော့ဒီ experience မှမရှိတော့ဘူးဆိုတော့ဒါကိုသူများတနားလုံးကိုက2နာရီလောက်ရတယ်။အဲ့တော့အဲ့ဒါရင်းနဲ့ည7လောက်ထိလောက်ည7လောက်ပြီးတော့7ကျော်ဆိုလို့ရှိရင်ပြန်ပြီးတော့ပြန်အော်ဆက်ကြော်ဆိုရင်ပြန်ပြီးတော့ပြန်ရတယ်။ဘာလို့လဲဆိုတော့ဒီရထားနဲ့ပြန်မယ်ဆိုလို့ရှိရင်စနစ်ကထားမရှိအောင်ဆိုတော့စက္ကန့်နာရီခွဲလောက်ထိပဲလောက်ပြီးတော့အချိန်တော့အင်ပြန်အိမ်ရောက်လို့ရှိရင်စနစ်ကျော်တနားလောက်ကထိုးနေပြန်ရောအချိန်မှပြန်ပြီးအိမ်လို့ရှိရင်9နာရီအစော်ရင်9နာရီဆိုလို့ရှိရင်အကြောင်းကိုပြန်သွားတာပြန်ပြီးဘာလို့ဆိုတော့ teacher assistant နဲ့ဖြစ်နေတဲ့ခါကျတော့နောက်ကြလို့လည်းမရပြန်အောင်အဲ့တော့တော်တော်လေးပြင်ပန်းရတယ်ပေါ့နော်တော်တော်လေးကိုပင်ပန်းပါအိမ်သွားရလာရနဲ့ပတ်သက်ပြီးတော့လေမနက်9ကနေညနေ4ထိအကြောင်းပြန်တက်ညနေ9လောက်ကနေပြီးတော့7ရက်လောက်ထိ42မှာပြန်သွားအပြင်ဒီဘက်ကိုပြန်ပြီးညစာပိုင်းပြန်စားအဲ့လိုမျိုးနေဆိုတော့လေကိုကအဲ့တော့ဟိုဒီ42မှာပဲ focus ထားနေဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်အဲ့တော့တခြားလူတွေဆိုလို့ရှိရင်အဲ့လိုမျိုးမရှိကြဘူးပေါ့နော်အကုန်လုံးကဒီ42မှာပဲ42မှာပဲလို့42မှာပဲ42မှာအဲ့လိုလည်းရတယ်အဲ့လိုလည်းရတယ်ဆိုတော့သူတို့တွေကဒီမှာပဲအမှာပဲအိတ်ကြရဲအဲ့တော့သူက24နာရီလုံးဒါကိုပဲ focus ထားနိုင်တယ် focus ထားနိုင်တော့သူတို့အတွက်ကတော့ဒါအများကြီးလဲပိုကောင်းမှာပေါ့နော်အဲ့တော့ကိုကတကယ်လို့ကြောင်းနေပါညာရှိသေးတယ်ဆိုလို့ရှိရင်တော့အ try စေချင်နေဘူးဒါအလုံးပြီးကိုကအဲ့လိုမျိုးအချိန်ရနေရဆိုမှပဲဒီဟာကိုရှောက်ဖို့တော့ comment ပေးချင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ပေါ့လေးတွေးမထားကြပါဘူးဆန်းတန်းပြောရလို့ရှိရင်လေကျွန်တော်ပေါ့လေးတွေးခဲ့မိတယ်လို့ရှေ့ exam တွေမှာအဲ့လိုအမှတ်အများကြီးမယူခဲ့မိဘူးရှေ့ exam 3ခုလုံးမှာကျွန်တော်အမှတ်မရအောင်အဲ့ဒါအပြင်ကျွန်တော်3ခုလုံးဆိုရင်2ခုပေါ့နော်2ခုမှာကျွန်တော်အမှတ်မရအောင်ပြီးတော့ exam တစ်ခုကိုလည်းကျွန်တော်ကဝင်မဖြေမိလိုက်ဘူးဒါပေမဲ့အဲ့ဒါဘာလို့လဲဆိုတော့ဒီဘက်ကျောင်းမှာဒီ first year final တွေရှိတော့ဒီဘက် first year final တွေကိုလည်းပြတ်လို့မရအောင်ဟိုဘက်က exam ကိုပဲအပြတ်ထားလိုက်ရတယ်ပေါ့နော်အဲ့တော့ exam နှစ်ခုဖြေတယ် exam နှစ်ခုမှာမှတ်မရဘူးအဲ့ဒါအပြင်နောက်ထပ် exam တစ်ခုကလည်းမဖြေလိုက်ရအောင်အဲ့လိုဖြစ်သွားတယ်ကိုကဒါတေချာပေါအောင်နေတယ်ဆိုလို့ရှိရင် exam တွေကိုတေချာလေးဖြေတင်တယ်ဒါကိုအမှတ်10မှတ်ရရမှတ်20ရရယူထားတင်တယ်ပေါ့နော်တတိယအချက်အနေနဲ့ကတော့သူများနဲ့မရှင်ပါနဲ့ဒါကဘာလို့ပြောရလဲဆိုလို့ရှိရင်ဒီတစ်လအတွင်းမှာကျွန်တော်တို့လုပ်နေရင်းနဲ့ဒါတငယ်ချင်းတွေရဲ့ဒါ progress ကိုလည်းမြင်ရမယ်ဒါကိုယ့်ရဲ့ progress ကိုလည်းမြင်ရမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့က10ပုတ်ပြီးရဲဒါပေမဲ့တငယ်ချင်းကတော့ပုံ20ပြီးရဲဆိုလို့ရှိရင်အဲ့လို peer pressure တွေဝင်လာပြီးတော့အဲ့လိုမြန်နဲ့များပြီးအောင်လို့လို GitHub ကနေပြီးတော့ဒါရှာပြီးတော့ကြည့်လိုက်တာမျိုးတွေပြီးတော့ AI ကိုမေးပြီးတော့ဒါရေးလိုက်တာမျိုးတွေကတော့ရရပေါ့နော်ဒါပေမဲ့အဲ့ဟာကဘသူ့ကိုဒုက္ခရောက်တာလဲဆိုတော့ကိုတိုင်းငိုပဲဒုက္ခရောက်စေပါတယ်အဆောင်ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးဝ internet သုံးလို့မရဘူးဘာ AI မှလည်းသုံးလို့မရဘူးကိုပဲရေးရတာမေးခွန်းနဲ့ကိုနဲ့ဒါပဲရှိရပါတော့အဲကြောင့်မို့လို့ဒါမျိုးချိန်ဆိုလို့ရှိရင်ကိုကဒါတေချာမရေးဘဲနဲ့ဟိုမြန်ပြီးချင်းစောနေတာဒါလောက်ထားမယ်ဆိုလို့ရှိရင်အဲ့ချိန်မှာဒါကိုပဲဒုက္ခဖြစ်စေပါတယ်အဲကြောင့်မို့လို့သူများနဲ့မရှင်းပါနဲ့ဒါသူများတွေပြီးရဆိုတာကြတော့သူတို့က background ရှိရပေါ့နော်ဟိုကသူများက background ရှိရဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီနေရာဒီ42ကိုပို့ပြီးတော့အာရုံစိုက်နိုင်တဲ့လူဆိုလို့ရှိရင်ဒါ broadcast ကတော့ပို့ပြီးတော့မြန်တယ်ဒါပေမဲ့ကိုကကြတော့ဒါတခြားလုပ်စရာရှိတာမျိုးတွေဖြစ်ဖြစ်ဒီနောက်မှာပြန်ပြီးတော့ line နေရတာမျိုးတွေရှိရဆိုလို့ရှိရင်တော့ဒါတခြားလူတွေနဲ့ဆိုင်လို့ရှိရင် broadcast ကတော့နည်းနည်းနှေးရပေါ့နော်ဒါပေမဲ့ကိစ္စမရှိဘူးနေ့ရည်မြန်လာတဲ့ကိုဆောင်ဝဲမှာဖြစ်နိုင်မှုကပဲပို့ပြီးတော့ရေးကြည့်ရဲအားကြောင့်progress တွေကိုလိုက်ပြီးတော့သူများနဲ့မရှင်းပါနဲ့
နောက်ထပ်တစ်ချက်အနေနဲ့ဆိုလို့ရှိရင် time management ကိုမနိုင်တာပါဘယ်လိုပြောရမလဲဆိုတော့သူက42မှာပဲစား42မှာပဲအေး42မှာပဲစားလို့အဲ့မျိုးဆိုတဲ့ခါကျတော့ကွာဟိုစားချိန်အိတ်ချိန်ပြီးတော့ဒီစားလုပ်တဲ့အချိန်ကလုံးဝကြီးလို့ဟိုကရောနေရပါတော့တခါကြောက်လို့ရှိရင်မနက်2နာရီ3နာရီလောက်ထိလည်းမအိပ်ရသေးဘူးခါကြတယ်မနက်4နာရီ5နာရီတည်းရောက်သွားတာပဲတခါတချို့တွေဆိုလို့ရှိရင်လုံးဝမအိပ်လိုက်လုံးဝမအိပ်တဲ့နေ့တောင်ရှိရယ်ကွာဒါပေမဲ့အဲ့လိုမျိုးပဲဆက်လုပ်မယ်ဆိုလို့ရှိရင်ဒါကိုပဲထိခိုက်မှာပေါ့နော်တစ်လလုံးဒီလိုမျိုးတောက်လျှောက်ကြီးနေရမှာအဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင် time management ကိုတခြားလေးလုပ်စေချင်တယ်ကိုကဘယ်ချိန်မှာစားမယ်ဘယ်ချိန်မှာအိပ်မယ်ဒါဘယ်ချိန်မှာစားလုပ်တဲ့အချိန်ဒါမျိုးခွဲထားမယ်ဆိုလို့ရှိရင်တော့ဒါကိုကျမရေးအတွက်ရောပြီးတော့ဒါပို့ပြီးတော့အဆင်ပြေနိုင်မယ်နောက်ဆုံးချက်ကတော့အကုန်လုံးနဲ့ခင်အောင်မပေါင်းမိရပါဒါကဘာလို့ပြောရမလဲဆိုလို့ရှိရင်42ဒီ pizzen နောက်ဆုံးမှာသူက3ယောက်ကို vote ပေးရမျိုးရှိတယ်အဲ့တော့ဒီ3ယောက်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒါအကုန်လုံးနဲ့သူတို့ကခင်ပြီးတော့ဒါအများကြီးကူညီတဲ့လူပေါ့နော်ဒါတခြားတငယ်ချင်းတွေကိုရောအများကြီးကူညီပေးတဲ့လူဒီ3ယောက်ကိုဒီတက်နေတဲ့လူတွေအကုန်လုံးကနေပြီးတော့ vote ပေးပြီးတော့ရွေးရတယ်အဲ့တော့ဒီ vote ရတဲ့3ယောက်ကကြတော့ဒီ pizzen ကိုသူ auto pass သွားမှာအဲ့တော့တကယ်လို့ကိုကအမှတ်နည်းနေရမျိုးဆိုလို့ရှိရင်လည်းဒီ3ယောက်ထဲမှာပါတယ်ဆိုလို့ရှိရင်ကိုက auto pass သွားမှာပေါ့နော်ဒါမျိုး vote ရဖို့ကလည်းကိုကအကုန်လုံးနဲ့ခင်ပြီးတော့ဒါအကုန်လုံးကိုကအများကြီးကူညီထားရဲဆိုလို့ရှိရင်တော့ပို့ပြီးတော့ရနိုင်တယ်ပေါ့နော်ကျွန်တော်ထင်တာကျွန်တော်က vote 10ခုလောက်တော့ရခဲ့မယ်တဲ့ဒါပေမဲ့လည်းကိုထက်ပုံများနေတဲ့လူတွေလည်းရှိရဆိုတော့ကျွန်တော်က vote တော့အများဆုံးမဖြစ်သွားဘူးအဲ့တော့ဒီ vote ကလည်းဘယ်လိုပြောတာကိုထဲမှာဒါအမှတ်ဒါနည်းနေရတယ်ဆိုလို့ရှိရင်ဒီ vote နဲ့လည်းဒါအောင်သွားနိုင်တယ်ဆိုတော့အကုန်လုံးနဲ့ဒါတကယ်ချင်းလောက်ထားဖို့ comment ပေးခြင်းအဲ့လိုဆိုမှဒါလူငယ်တွေ only ပဲမဟုတ်ဘူးပေါ့နော်လူကြီးတွေကစိတ်ဝင်စားရဲဆိုလို့ရှိရင်လည်းတက်လို့ရတယ်ကျွန်တော် pizzen တက်နေရင်းနဲ့ဆိုလို့ရှိရင်အသက်40လောက်ရှိတဲ့ anti ဦးလေးတွေဒါ2ယောက်3ယောက်ပါတယ်ပေါ့နော်ဒါပေမဲ့သူတို့ကတော့ time နေပေါ့နော်အဲ့တော့ကိုဒါ time နေမှာမဟုတ်ဘူးတခြားလေးလည်းတက်လို့ရတယ်လို့40ကျော်ဒါသူတို့တွေအောင်ပါသေးတယ်သူတို့တွေကအောင်သွားတယ်အဲ့တော့ကိုကဒါ programming ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါလူမျိုးမရွေးဒါဘာသာမရွေးတက်ရွယ်မရွေးဒီ42ကို join လို့ရတယ်အဲ့ဒါလည်းကောင်းတယ်ပြီးတော့ဒီ pizzen တာအောင်သွားမယ်ဆိုလို့ရှိရင်တို့က visa ကိုတစ်နှစ်ခွဲပေးမှာပေါ့နော်အဲ့တော့အဲ့ဒါလည်းတော်တော်လေးအဆင်ပြေရယ်ထိုင်းမှာဆိုလို့ရှိရင် visa ပြဿနာတော်တော်လေးကြုံရတယ်ကွယ်အကုန်လုံးကကိုကဒီ programming ကိုစိတ်ဝင်စားတယ်ပြီးတော့ကိုကဒါတေချာလေးလုပ်နိုင်မယ်လို့စဉ်းစားထားရဆိုလို့ရှိရင်ဒါကိုရှောက်ကြည့်ဖို့ recommend ပေးပါတယ်ကျွန်တော်တို့ကတော့42ကရလိုက်တဲ့တငယ်ချင်းတွေကအများကြီးကောင်းပါတယ်ဘယ်လိုပြောရမလဲဒီတလပဲသူတို့နဲ့တူနေလိုက်တယ်ဆိုရင်သူတို့နဲ့ရရဲ့အမှတ်တရသူတို့နဲ့ဒီအမှတ်တရရအများကြီးပဲပေါ့နော်ဟိုမွေးနေ့မှာသူတို့တွေအကုန်လုံးသူ celebrate လုပ်ပေးရမျိုးတွေတပုံလေးအဲ့ဒါလေးတွေပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းညီမလေးတယောက်ကဒါလက်ဆောင်ပေးထားတာပေါ့နော်42ကရလိုက်တဲ့ community ကအဲ့လိုတော်တော်လေးကောင်းနေကွယ်ပြီးတော့တခြားအကြောင်းတွေနဲ့မတူဘဲနဲ့ तू ကအဲ့လိုအစကလေးရကွယ်လို့တယောက်တည်းစလုပ်ရမျိုးမဟုတ်ဘဲနဲ့ဒါ peer to peer ဒါလုပ်ရတဲ့ပုံစံဆိုတော့ပို့ပြီးတော့လည်းရင်းနေရပါတော့လို့အမြဲတမ်းဒီအကိုတွေအမတွေဆိုစာမေးနေတာကိုစာလေးရှင်းပြအောင်အမကြီးစာလေးရှင်းပြအောင်သူတို့အမြဲတမ်းစာမေးနေတာပေါ့နော်ဒီတလအတွင်းဟိုတေချာလေးလုံနိုင်တယ်ဆိုတာကလည်းသူတို့ကြောင့်မို့လို့အများကြီးပြောလို့ရတယ်ဘာလို့ဆိုတော့တောက်လျှောက်စားရှင်းပြမယ်သူမှမရှိဘူးကွာသူတို့တွေကကူညီလို့ဒါအဆုံးထိဒါ join နိုင်တာဒီဆောင်ဝက်ဖြစ်တာမျိုးဆိုလို့ရှိရင်လည်းသူကတေချာလေးကိုလေအကုန်လုံးကိုရှင်းပြတာအဲ့တော့ community အရန်ကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဒီ42 Bangkok ဆိုတဲ့အကြောင်းလေးရယ်ပြီးတော့ဒီကျွန်တော်တက်ခဲ့တဲ့တလ experience လေးရယ်ပြီးတော့ကျွန်တော်တို့ကလုပ်ခဲ့မိတဲ့အမှားလေးတွေအကြောင်းကို sharing လုပ်ပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ကိုက programming ကိုစိတ်ဝင်စားတယ်ဒါကို try ကြည့်နေဆိုလို့ရှိရင်တော့ဒီ pizzen လေးကိုရှောက်ကြည့်ဖို့ recommend ပေးပါတယ် pizzen ကလေသူကတစ်နှစ်မှာကျွန်တော်သိတာကတော့လေ3ခါခေါ်ရလို့သိထားတာပေါ့နော်ဒါပေမဲ့ပြန်ရှာကြည့်တဲ့အခါကျတော့6ခါအဲ့လိုမျိုးတွေလည်းတွေ့နေတော့ဒါလို့ကျွန်တော်တို့မသိချတဲ့ information လေးလည်းဖြစ်နေတော့ဒါလေးကိုတော့ကျွန်တော်ထည့်မပြောတော့ဘူးကျွန်တော်သိတာကတော့ဒီနေ့မှာ3ခါရှိရလို့တော့သိထားတယ်ဒါပေမဲ့ကျွန်တော် update ပေးရတာမျိုးရှိရဆိုလို့ရှိရင်လည်း page ကနေပြန်ပြီးတော့ကြေညာပေးပါမယ်အဲ့တော့programming စိတ်ဝင်စားတဲ့လူတွေအတွက်ရောဒီ42 Bangkok ကို try ဖို့ကြိုးစားနေတဲ့လူတွေအတွက်ရောဒီဗီဒီယိုလေးကနေအကူအညီတစ်ခုဖြစ်သွားမယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးကြာရင်ပြန်ပြီးတော့တွေ့ပါမယ် bye bye